ဒီ message ကလက်ရှိမှာစီးပွားရေးလုပ်နေသူဆိုရင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ဖို့တောင်းဆိုပါတယ်ဒီနေ့ဗီဒီယိုမှာတော့ view system not just income ကိုအလုပ်လုပ်မှဝင်ငွေရတာတဲ့ကိုအတွက်အမေရိကန်အလုပ်လုပ်ပေးမဲ့ system ကိုတိစောက်ပါဆိုတဲ့ concept နဲ့ပတ်သက်ပြီးတော့နောက်ပြတော့မှာပဲ number 1ကတော့ income နဲ့ system နဲ့ပါကွာလဲစနစ်နဲ့ဝင်ငွေကဘယ်လိုကွာလဲဆိုတဲ့ပတ်သက်ပြီးတော့လူတော်တော်များများက income ဆိုတဲ့ဝင်ငွေရဖို့အတွက်ကျွန်တော်တို့ရဲ့ပညာတွေအချင်းတွေအင်အားတွေတုံးပြီးတော့အလုပ်လုပ်ပေးနေရဖြစ်ပါတယ်အဲ့ဒါမှကျွန်တော်လက်စားရတယ်ဒါပေမဲ့ကျွန်တော်ဖြားသွားလို့ရှိရင်ပြန်ပြီးတော့ပတ်စံမရတော့ဒါပေမဲ့ system ဆိုတာအဲ့ဒါတော့ကျွန်တော်မဟုတ် system ဆိုတာကတော့ကျွန်တော် business လုပ်ငန်းတစ်ခုကို process တော့ကိုယ့်ဝန်ထမ်းတွေနဲ့ပြီးတော့ AI တွေနဲ့ technology နဲ့ပေါင်းစပ်ပြီးတော့ကျွန်တော်တို့အတွက် own ရှာပေးတော့ကျွန်တော်ဖြစ်ပါတယ်ဆိုတော့ system ကို number 2 system ကိုတိစောက်ဖို့အတွက်အချက်၄ချက်နဲ့ပတ်သက်ပြီးတော့မျှဝေသွားမှာဖြစ်တယ် number 1ကတော့ process လုပ်ငန်းစဉ်ဖြစ်ပါတယ်ဒီအလုပ်တစ်ခုကိုဘယ်လိုလုပ်ရမလဲဆိုတာကိုယ့်ရဲ့ content မှာထားတော့ပဲနဲ့ SOP ရဲ့ challenge ရဲ့ process နဲ့ကျွန်တော်တို့သွားလိုက်လို့ရှိရင်အဲ့လုပ်ငန်းအရင်ရည်တော့ဥပမာတော့ဆိုတော့ကျွန်တော် customer ကကျွန်တော် order လက်ခံမယ်ကျွန်တော် order လုပ်ကျွန်တော်ချစ်ပြေးမှာပုံမယ်ပြီးတော့ကျွန်တော် parking ထုတ်မယ်ပြန်ပြီးတော့ payment ပေးယူမယ်ပြီးတော့ customer ပြန်ပေးမယ်ဒီလိုမျိုးအစဉ်လက်သူ့နေရာသူပြန်ပြီးတော့ကျွန်တော်က process ကိုကျွန်တော်တေချာထားလို့ရှိရင်ကျွန်တော် owner ရှိစေတော့မလို့တော့ပြီးတော့ဒီ process ကိုတမထားရင် one time ကလည်းစနစ်တကျလေးပေါင်းသွားလို့မှာဖြစ်ပါတယ် number 3ကတော့ true ကလူဖြစ်တယ် people ဖြစ်တယ်လုပ်ငန်းတစ်ခုလုံးကိုအသေးချင်မှာတော့ကျွန်တော်တယောက်တည်းလုပ်လိုက်မယ်ဆိုတာအဆင်ပြေတယ်ဒါပေမဲ့လုပ်ငန်းကြည့်လို့ရှိရင်သူတယောက်တည်းမရတော့ဘူး owner တယောက်တည်းမရတော့အဲ့ချိန်မှာကျွန်တော်အနေနဲ့ right person မှန်ကန်တဲ့လူရေမှန်ကန်တဲ့ rule ရေပြီးတော့ clear responsibility ကိုကျွန်တော်အနေနဲ့ပုံစံနဲ့ကျွန်တော်ဆွေးပြဖြစ်လို့အဲ့ဒါမှ owner မရှိချိန်မှာတော့မှကျွန်တော်အဲ့ဒီလုပ်ငန်းတွေကဒီချာလေးနဲ့ပြန်ပြီးတော့ဒီလုပ်ရမှာဖြစ်ပါတယ်အဲ့ခါကျ owner အနေနဲ့က system ကိုဒီထက်ကောင်းအောင်ဘယ်လိုပြန်ပြီးတော့ကောင်းအောင်လုပ်မယ်ဆိုတော့သူအစဉ်းစားဖို့ဖြစ်ပါတယ် number 3ကတော့ technology နည်းပညာဖြစ်ပါတယ်ယခုလိုမျိုး AI ခေတ်ကြီးမှာဒီပါလုပ်ငန်းလုပ်တော့မယ်ဆိုရင် miss အနေနဲ့ AI technology ကိုနားမလည်ဘူးဆိုတော့ပိုပြီးနောက်ကျမှာဖြစ်ပါတယ် AI ကိုသုံးပြီးတော့ကိုလုပ်နေတဲ့ကိုယ့်ရဲ့ဒီအယောင် skill တွေပြီးတော့ online order တွေ check-in တွေပြီးတော့ customer feedback တွေပြီးတော့ဒီ schedule တွေဒါမျိုးတွေအစားကျွန်တော် automation တွေစတဲ့ဟာတွေကို AI နဲ့တေချာလေးပြန်ပြီးတော့လုပ်ခိုင်းမယ်ဆိုရင် miss ရဲ့အလုပ်လုပ်တာကပိုပြီးတော့ကောင်ဒီလွေသွားတော့မှာဖြစ်ပါတယ်။နံပါတ်၄မှာတော့ capital ငွေကြေးဖြစ်ပါတယ်။ရလာတဲ့ငွေ income အားလုံးကိုပြန်သုံးလန်းရင် wealthy ဆိုတဲ့ကြွေဝမှုကိုကျွန်တော်မတည်ဆောက်နိုင်ပါဘူး။ income ဝင်ငွေရလာတဲ့အခါမှာတော့ကျွန်တော်ရဲ့ income ရဲ့ကျွန်တော်စုငွေရဲ့ investment ရဲ့ကျွန်တော်အဲ့ဒါမှာပြန်ပြီးတော့ကျွန်တော်ရဲ့ business ကိုပြန်ပြီးတော့ချင်မှာဖြစ်ပါတယ်။ကိုယ့်ငွေပြန်ပြီးတော့သုံးချင်မှာ business လုပ်တယ်ဆိုရင် profit တစ်စက်တစ်ပိုင်းကို marketing နဲ့ equipment တို့ name ပညာတို့လူကိုယ့်ရဲ့ဝန်ထမ်းတွေတို့အဲ့မှာပြန်ပြီးဖြစ်ထက်လိုက်မှာပဲကျွန်တော်တို့ကကိုယ်လုပ်ငန်းပို့ပြီးတော့ကြီးထွားမှာဖြစ်ပါတယ်ပြီးတော့အကြီး number 3မှာကြတော့အရေးကြီးဆုံးက mindset ဖြစ်တယ်ဒီလုပ်ငန်းမှာဒီအရာမှာအရေးကြီးဆုံးကကိုကြိုးစားရမယ်ဆိုတော့ mindset တစ်ခုကြီးနဲ့မလုံလောက်ဘူးအစပမှာတော့ကိုယ်တိုင်ကျွန်တော်တို့ owner တွေလုပ်ရမယ်ဖြစ်တယ်ဒါပေမဲ့ business ကြီးလာတဲ့အခါမှာကျတော့ကျွန်တော်တို့ရဲ့အလုပ်လုပ်ပေးမဲ့ဝန်ထမ်းတွေရှိမယ် manager ရှိမယ်ပြီးတော့ system ကိုတည်ဆောက်ရမယ်အဲ့ဒါ owner ဖြစ်လာမယ်ဒီလိုမျိုးတစ်စင်းနဲ့ကျွန်တော် business တွေကကျွန်တော်ရဲ့ system နဲ့ကျွန်တော်သွားမှအဆင်ပြေလာမှာဖြစ်တယ်ဥပမာလုပ်ငန်းတိတိလေးချင်းမှာတော့ကျွန်တော်ကိုယ်တိုင်လုပ်လို့ရတယ်ဒါပေမဲ့ကျွန်တော်လုပ်ငန်းကြီးလိုက်ခါကျတော့ကျွန်တော်ရဲ့အချင်းရဲ့နာယီကိုယ့်ရဲ့လူအင်အားတဲ့လုံးဝအဆင်မပြေတော့ဒါကြောင့် business တခုလုပ်တော့မယ်ဆို system ကအလိုကြီးကြည့်ပါတယ်ဒါကြောင့်ကိုယ်တိုင်ကိုမေးကြည့်ပါပေါ့ငါဒီနဲ့ဘယ်လောက်လုပ်နိုင်ခဲ့လဲဆိုတာထက်ငါဒီနဲ့ဘယ်လို system base system ကိုတိဆောက်ခဲ့လဲဆိုတော့ကိုမေးတင်ပါတယ်ကျွန်တော်ကတော့ဘယ်ကိုပုံဖြစ်ပါတယ် mission business နဲ့ entrepreneurship နဲ့ marketing နဲ့ finance နဲ့ဘုဆံမတွေပါဒီကနေပြတော့ပဲဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ YouTube ရဲ့ Facebook channel လေးကိုလည်း subscribe လုပ်ပါအောင်တောင်းဆိုပါအောင်ကျေးဇူးတင်ပါတယ်